အားလုံးမင်္ဂလာခင်ဗျတတိချန်ပြန်လို့ကြိုးစားပါခင်ဗျအဲ့ချာရေးမြန်မာပြည်ရဲ့သတင်းကြောင်းတွေကိုမြဲတစေပဲသတင်းချန်နယ်ဖြစ်တော့မို့ကျွန်တော် channel လေးများဆက်ကြည့်တောင်းဆိုရဗျအဲ့တော့စစ်တပ်ဒီလည်းပဲဟုတ်လားအထက်လူကြီးတွေမကောင်းတဲ့အတွက်ဟုတ်လားသူတို့ကိုဟုတ်လားလက်ရှိနိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့လူတစုမကောင်းလို့အောက်ခြေရဲဘော်တွေကနေပြီးတော့ပြစ်ဆိုပြစ်တိုက်ဆိုတိုက်ဟုတ်လားတတ်ဆိုတတ်ဆိုပြီးအမိန့်တွေပေးပြီးတော့လှုပ်ခိုင်းနေတာဖြစ်တယ်အဲ့ဒီအပေါ်မှာသူတို့ကလည်းလုံနေရတာဖြစ်တယ်ဒါတွေကိုကိုချင်းစာမှာဖြစ်တယ်ဗျာနော်ကျွန်တော်တို့လှုပ်ချင်တိုင်းတတ်ချင်တိုင်းတတ်လို့မရဘူးဖြတ်ချင်တိုင်းကျွန်တော်တို့ဖြတ်လို့မရပါဘူးကျွန်တော်တို့ဒီလူသားဆန်ဆိုတာကျွန်တော်တို့ကအလုံးလုံးမှာဖြစ်ပါတယ်လူသားမဆန်တဲ့လူတစုကတော့ဒီစကားမျိုးကိုပြောမှတော့သိကြပါတယ်နော်ကျွန်တော်တို့ကတော့လူသားဆန်စေခြင်းနဲ့ကျွန်တော်တို့အားလုံးဒီကျွန်တော်တို့နိုင်ငံသားတွေဖြစ်တယ်စစ်တပ်ဘက်ကပဲဖြစ်ဖြစ် PDF ဘက်ကပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းမျိုးမျိုးနဲ့ပဲမိခဲ့သည်ဖြစ်တော့ဟုတ်လားဖမ်းမိခဲ့သည်ဖြစ်တော့ကျွန်တော်တို့တေချာတော့ထိမ့်သိမ့်ပေးစီကြပါတယ်စီးနဲ့ကန်းနဲ့ထိမ့်သိမ့်ထားဖို့လိုအပ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအာဏာရှင်စစ်တပ်ရဲ့ရုံမှမှုကိုမကြိုက်လို့ကျွန်တော်တို့ကဒါတွန်းလှန်တော်လှန်ခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအာဏာရှင်ကိုသူ့ကိုမိလဲတငါ့ကိုမိရင်လဲတလှုပ်ချင်တိုင်းလှုပ်နေမယ်ဆိုရင်ကျုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာလဲနောက်တစ်ချိန်ကျရင်အာဏာရှင်ပဲဖြစ်လာမှာသိကြပါတယ်အဲ့တော့အခုတည်းကနေပြီးတော့အာဏာရှင်ဖြစ်လာဖို့အတွက်တော်လှန်ရေးသမားပါဆိုတဲ့ဖာသမမအီလူတွေကနေပြီးတော့ဒါလှုပ်ဆောင်ခိုင်းနေတာဖြစ်တယ်ဟုတ်လားငါတို့ PDF ကလေးတွေကိုတတ်တာပဲနင်တို့ပြန်တတ်ပါလားနင်တို့ဘာလို့မတတ်တာလဲဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါကျွန်တော်တို့ PDF တွေကိုတွေးစုအောင်လုပ်ပြီးနေတာဖြစ်တယ်နော် PDF ထဲမှာလည်းကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူရှိတယ်ဆိုတာခင်ဗျားတို့လက်ခံတာကျွန်တော်ပြောသွားပြီအောက်ကောမှာရေးသွားပြီနော်ကျွန်တော်ကတော့လက်ခံတယ် PDF ထဲမှာကောင်းတဲ့လူရှိတယ်လို့မကောင်းတဲ့လူတွေလည်းအများကြီးရှိတယ်အာနာရှင်စစ်တပ်တဲ့ဆိုးတဲ့လူတစုတွေရှိတယ်ဆိုတာခင်ဗျားတို့မြင်မှတ်တော့နော်အားလုံးကအကောင်းကြီးငါကအကောင်းကြီးလို့တော့မတွေးကြနဲ့နော်ကိုယ်တိုင်ကောင်းပြီလားလို့စဉ်းစားကြအောင်သူများမကောင်းတာကိုအရင်မတွေးနဲ့ငါကိုယ်နဲ့ကကောင်းပြီလားဆိုတဲ့စိတ်ကိုအရင်မွေးနော်ဒါမှခင်ဗျားတို့ကမျှတတဲ့ခင်ဗျားတို့ပြောတော့တောင်းနေတာကပါလေတရားမျှတမှုဖယ်တွယ်ဒီမိုကရေစီဟမ်ပေါ်နေကြတာခင်ဗျားတို့လုပ်နေတာကအဲ့ဒီဒီမိုကရေစီနဲ့တူသလားတန့်သလားကိုယ့်ကိုယ်ကိုပြန်စဉ်းစားနော်ဒီမိုကရေစီကငါတို့နဲ့တန့်သလားတူသလားဆိုတော့ခင်ဗျားတို့သိချာပြန်စဉ်းစားပါနော်လိုချင်တာကဖယ်တွယ်ဒီမိုကရေစီလုပ်နေတာကစောက်သုံးမကြတဲ့စောက်လို့လုပ်ရက်တွေကိုလုပ်နေကြတယ်ဒါခင်ဗျားတို့အတွက်ကိုပြန်စဉ်းစားကြည့်ပါနော်အဲ့တော့ကျွန်တော်ပြောတဲ့အထဲမှာမှားခဲ့ရဆိုရင်လည်းကျွန်တော်ကိုလာပြီးတော့ဝေဖန်ထောက်ပြလို့ရပါတယ်ကျွန်တော်ဒီလည်းပဲကျွန်တော်ပြောပြတဲ့ဟာကကျွန်တော်ဒီဒါစီញင်လို့ရအောင်နော်နောက်ကျွန်တော်တို့မပြောမိအောင်ကျွန်တော်တို့တော်လှန်ရေးသမားပါတော့တော်လှန်ရေးသမားမှန်တော်လှန်ရေးတစ်ခုတွေကိုကျွန်တော်တို့ကလောက်အောင်နော်ဆဲကျင်တိုင်းဆဲအော်ကျင်တိုင်းအော်လှုပ်ချင်တိုင်းလှုပ်နေတဲ့ပုံစံမျိုးတွေကဒါတော်လှန်ရေးသမားမဟုတ်ဘူးနော်ကျွန်တော်တို့တော်လှန်ရေးဆိုတာလောက်ရမှာဆိုတော့ငါဘာလုပ်ပြီးနိုင်လဲငါဘယ်နေရာကနေဘာလုပ်နိုင်လဲဒါကိုစဉ်းစားပြီးတော့ကျွန်တော်တို့ကအလုပ်လုပ်အောင်ဖြစ်တယ်နော်သူများကိုလိုက်ပြီးဝေဖန်နေမှာတိုက်ခိုက်နေမှာဒါတော်လှန်ရေးလုပ်တာမဟုတ်ပါဘူးကိုယ်တိုင်ကစူးစမ်းပါကိုယ်တိုင်ကဘယ်နေရာမှာပါဝင်နိုင်လဲပါဝင်နိုင်တဲ့နေရာမှာပါဝင်ပြီးတော့ဥပေါင်းဆောင်ရွက်ပါဒါတော်လှန်ရေးသမားအစ်စ်ဖြစ်ပါတယ်နော်တချို့တော့ဒါမြေပြင် PDF ရဲဘော်တွေဒါအာဏာရှင်စစ်တပ်ကမိတယ်ခင်ဗျားတို့အားလုံးကျွန်တော်ချပြလို့ရတဲ့နေရာတွေအများကြီးရှိတယ်နော်ဘယ်လိုထိမ့်သိမ်းထားတယ်ဘယ်လိုထားပေးတယ်ဆိုတာကျွန်တော်ပြောပြလို့ရတယ်အာဏာရှင်စစ်တပ်ဘက်ကမိတဲ့စစ်တုပ်ပန်းတွေ PDF ထဲမှာနော်ဘယ်လိုဆက်ဆံတယ်ဘယ်လိုထားပေးတယ်ဆိုတာလဲကျွန်တော်ချပြပေးလို့ရတယ်ပြောပြပေးလို့လည်းရတယ်နော်အဲ့တော့ကျွန်တော်ပြောတာကကိုရီကြီးအကောင်းလို့မတွေးနဲ့အာဏာရှင်ဘက်မှာလည်းမကောင်းတဲ့ကောင်တွေကတစုရှိတယ်ကောင်းတဲ့ကောင်ကတစုရှိတယ်ခင်ဗျားတို့ပြောနေတဲ့ဟာလားပြည်သူ့ကာကွယ်ရေးတပ်မတော်မြေပြင် PDF ရဲဘော်တွေမှာလည်းဒီတိုင်းပဲကောင်းတဲ့ကောင်တွေကောင်းတဲ့လူတွေအများကြီးရှိတယ်လို့မကောင်းတဲ့လူတစုကလည်းရှိနေသေးတယ်ဆိုတာခင်ဗျားတို့လုံးဝမမေ့ကြနဲ့ဒါပဲ